ကောင်လေးတယောက်ကကောင်မလေးတယောက်ကိုအရန်ချစ်လွန်းလို့သူ့ရဲ့နှလုံးသားကိုထုတ်ပြီးကောင်မလေးကိုပေးလိုက်ပါတယ်ကောင်မလေးကလည်းအရန်ဝမ်းသာအားရနဲ့အမျက်တနိုးလက်ခံခဲ့တာပေါ့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရန်ချစ်ကြပြီးပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်ဒါပေမဲ့တနေ့မှာတော့ကောင်လေးကကောင်မလေးအတွက်ပန်းလေးတစ်ပွင့်ယူလာပေးတဲ့အချိန်မှာတခြားကောင်လေးတယောက်ကသူ့ထက်ပိုများတဲ့ပန်းစီကြီးနဲ့ကောင်မလေးတယောက်ကိုပေးနေတာကိုသူတို့တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကစပြသူတို့နှစ်ယောက်ကြားမှာစိတ်ဝမ်းကွဲမှုလေးတွေစဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ကောင်လေးကတခြားကောင်မလေးတယောက်ကိုမေးကြည့်မိရာကနေသူတို့နှစ်ယောက်ကြားမှာအကြီးကျယ်စကားများရန်ဖြစ်ခဲ့ကြပါတယ်ကောင်မလေးကလည်းအရန်ကိုဝမ်းနဲ့တုန်လှုပ်သွားပြီးနောက်ဆုံးမှာတော့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်လေးကသူ့ရဲ့နှလုံးသားကိုပြန်တောင်းပေမဲ့ကောင်မလေးကပြန်မပေးဘဲယူသွားခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးကောင်လေးရဲ့ရင်ဘတ်ထဲမှာနှလုံးသားမရှိတော့ဘဲဟာလာဟင်းလင်းဖြစ်နေခဲ့ရတာပေါ့သူဘလောက်ပဲကြိုးစားပြီးပိတ်ဖို့လုပ်ပေမဲ့အပေါက်ကြီးကပိတ်မရပဲပိုပြီးတော့တောင်ကြီးလာပါတယ်သူအရန်ကိုဝမ်းနေပြီးတယောက်တည်းထိုင်ကုန်နေမိတာပေါ့သူ့ရဲ့ဝမ်းနေမှုတွေဟာသူ့ပတ်လည်မှာအလွှာပေါင်းများစွာနဲ့အကာအကွယ်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာတခြားကောင်မလေးတယောက်ကသူ့ရဲ့ပျောက်ဆုံးနေတဲ့ခွေးလေးကိုလိုက်ရှာရင်းဒီကောင်လေးစီရောက်လာပါတယ်ကောင်လေးရဲ့ဝမ်းနေမှုအကာအကွယ်လွှာတွေကိုဖျက်ချော်ဖို့ကြိုးစားပေမဲ့ဖျက်လို့မရပါဘူးနောက်ဆုံးမှာတော့အဲ့ဒီကောင်မလေးကသူမရဲ့နှလုံးသားကိုထုတ်ပြီးအဲ့ဒီအကာအကွယ်လွှာတွေကိုဖယ်ရှားပစ်လိုက်ပါတယ်ကောင်လေးကလည်းသူမကိုတွေ့တော့မှသူ့ပတ်လည်ကဝမ်းနည်းမှုတွေအကုန်လုံးပြောက်ကွယ်သွားခဲ့ပါတယ်။ကောင်လေးကသူ့မလက်ထဲကနှလုံးသားကိုပြန်တောင်းပေမဲ့ကောင်မလေးကမပေးပါဘူး။ကောင်လေးကထပ်ပြီးဝမ်းနည်းသွားတဲ့အခါမှာတော့ကောင်မလေးကသူမရဲ့နှလုံးသားကိုနှစ်ချမ်းခွဲပြီးတစ်ချမ်းကိုကောင်လေးကိုပေးလိုက်ပါတယ်။အခုတော့သူတို့နှစ်ယောက်ဟာနှလုံးသားတစ်ချမ်းစီကိုပိုင်ဆိုင်သွားကြပြီးတယောက်ကိုတယောက်နှွေးထွေးစွာဖလဲတကင်းနဲ့အတစ်တဖန်ပြန်လဲပျော်ရွှင်သွားကြပါတော့တယ်။